မင်းခုဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာမင်းရဲ့နှလုံးကပုံမှန်အတိုင်းခုန်နေအောင်မဲ့လားအသက်ရှူနေရတယ်လွယ်ကူနေအောင်မဲ့လားအဲ့အကြောင်းမင်းကကိုအကောင်းကြီးလို့ထင်နေရမလားဒါပေမဲ့မင်းသိထားဖို့ကတေမင်းဆိုတာအော်ဟစ်ပြီးတော့လာတာမဟုတ်ဘူးလေသူကမင်းရဲ့သွဲကြောထဲမှာတိတ်တိတ်လေးနေရယူနေတာတိတ်တိတ်လေးပုံနေတာမင်းနေရလေးလူရှုထားတဲ့အကျင့်ဆိုးတွေမဖြစ်ပါဘူးဆိုပြီးစွန့်မိတ်ပြီးတော့စားနေရဲ့အစိတ်တွေကမင်းရဲ့ကိုရင်းအင်္ဂါတွေတစစီဖြစ်စီပြစ်နေဆိုတာမင်းသိလားမင်းရဲ့အသေးတွေပုတ်နေပြီလားကြောက်ကက်တွေကအလုံးမလုံးနိုင်ဘူးလားဆိုတာကိုမင်းမသိဘူးလေတကယ်တော့မင်းကလမ်းလျှောက်နေရဲ့အလောင်းကောင်လိုဖြစ်နေပြီစေးရုံကကရင်ပေါ်မှာအသက်လူနေရတဲ့လူတွေလည်းတစ်ချိန်ကမင်းလိုပဲကိုအကောင်းကြီးလို့ထင်ခဲ့ကြတာအစံထဲကနေသွေးတွေဝေါကနေအန်ထွက်လာမှာဘိုက်ထဲကနေဦးတွေကိုဓာတ်နဲ့မုန်းလို့ခံစားလာရမှာနောက်နာရမယ်ဆိုရင်တော့မင်းကတကယ်ကိုအယူပဲအဲ့ဒီအချိန်ကြားမှာကယ်ပါအောင်လို့អော်နေတယ်ဘယ်သူမှမကယ်နိုင်တော့မင်းကိုမင်းတကယ်ချင်းအခုမင်းလုံနေရတယ်ချက်ချင်းရလိုက်ပါတော့